ဒီနေ့ဈေးသွားတော့ငါးကောင်းသွေးလုံးငကြင်းဖြူကောင်းလေးဝယ်လာခဲ့တယ်အချင်းဟင်းရချက်တောက်မယ်ဒီငါးကောင်းဟင်းရချက်တောက်တာဒီရိုးရိုးဟင်းရတောက်တာမဟုတ်တော့ဘူးတဘာဝဈေးသက်တာတဲ့ supplement ဖြစ်တဲ့ဒီ collagen နဲ့ omega 3 supplement တောက်တာနဲ့အတူတူပဲဒီငါးကောင်းထဲမှာ DHA တွေအများကြီးပါတယ် DHA အများကြီးပါတော့ကျွန်တော်တို့ရဲ့ဒီမက်ညံလည်းကောင်းစေတယ်ကလေးငယ်တွေတောင်မကဘူးတက်ကြီးရွယ်အိုအဖိုးအဖွားတွေဒီမေ့တက်တဲ့ယောဂတွေအဲ့ဒါတွေကိုလည်းကာကွယ်ပေးတယ် collagen တွေအများကြီးပါတော့အသားအရည်ကောင်းစေတယ်အရည်ပြားသွန်းတာကိုလည်းကာကွယ်ပေးတယ်ငါးရက်မြက်လုံးထဲမှာ vitamin A တွေအများကြီးပါတဲ့အခါကျကျွန်တော်တို့ရဲ့အမင်အာရုံကိုလည်းကောင်းစေတယ်ငါးကောင်းထဲမှာပါတဲ့ဒီအယိုးနုနဲ့ကယ်လ်ဆီယမ်တက်ကအစစ်အမြစ်ရောင်နာတွေနာကျင်တာကိုလည်းတက်တာစေတယ်ကဲအဲ့လောက်ကောင်းတဲ့ငါးကောင်းကိုတစ်ပတ်ကို2ကြိမ်တော့အနည်းဆုံးချက်စားရမယ်ဒါဆိုရင်ချက်စားကြမယ်ပါဝင်ပစ္စည်းကတော့ရှင်းရှင်းလေးပဲဒါအချင်းအတွက်ဆိုတော့ကျွန်တော်တို့တရုတ်လူကကိုင်းရမ်းဆိုင်လို့ခေါ်တယ်မုံလာဥအဖြူရဲ့အရွက်ကိုအချင်းဖောက်ထားတာအချင်းစောကားကြီးအချင်းလဲတုံလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်နောက်ဆုံးဘာမှမရှိရင်တောင်မှဒီတံပြာဒီညှစ်ထည့်လို့ရတယ်ဟင်းရည်ထဲမှာဒါစက်သွန်မိတ်ရဲ့ဒါနနံပင်ရဲ့ဒါကကြတော့ကလားနနံပင်လို့ခေါ်မလားဘာနနံပင်လို့ခေါ်မလဲအစူးလေးတွေရှိတဲ့ဟာလေးပေါ့နော်ငရုတ်ဒီစိမ့်ရဲ့ဒီထဲမှာကြတော့ခင်းချင်ကြီးရဲ့စက်သွန်ရဲ့ဂျင်းရဲ့ငရုတ်ဒီစိမ့်စားထည့်ပြုတ်ပြီးသားဒီအရေးပဲထည့်ပြုတ်ထားတယ်ပါစီတစ်ခုမှမထည့်ထားဘူးနော်ဒါပွက်လာတဲ့အခါကျရင်ကျွန်တော်တို့ကအချင်းအတွက်ဒီကန်းရမ်းဆိုင်လေးထည့်လိုက်မယ်ငါးကောင်းရယ်ဒီငါးအသားလေးနဲ့လေးပါလာလေးအကုန်လောင်းထည့်ပြီးတော့မှဖုံးလေးအုပ်လိုက်ရင်သူကြက်သွားရင်ရပြီငါးကြက်သွားပြီဆိုတော့မီးလေးပိတ်မယ်နနံပင်လေးတွေအဲ့ဒါအကုန်လုံးထည့်ပြီးတော့မှနည်းနည်းလေးမွေနောက်ဆုံးမှနန်းစီမွေးလေးနည်းနည်းလေးထည့်မယ်မမြောင်းတော့မွေးသွားအောင်လို့နည်းနည်းလေးပဲထည့်တာโอเคအဲ့လောက်ပမာဏဆိုရပြီဒါဆိုရင်ငါးကောင်းဟင်းရီမွေးလေးစားလို့ရပြီ